ငါတို့ဂျပန်မှာ2003ကနေ2010ထိနေခဲ့တယ်ငါပြန်လာသည့်အထိဒီကနေစောင့်ပေးငါတပတ်နှစ်ပတ်လောက်ခီးထွက်နေမှာစားရစာကြောင်းတွေကိုကျွန်တော်တို့အင်္ဂလိပ်လိုဘယ်လိုမျိုးပြောလဲဒီ2003ကနေ2010အထိငါပြန်လာသည့်အထိတပတ်နှစ်ပတ်လောက်ကြာအောင်စတာမျိုးတွေကိုသုံးတတ်ချင်တယ်ဆိုရင်ဒီ preposition လေးတွေကိုသုံးတတ်ရမှာဖြစ်ပါတယ်ဒါမျိုးပုံစံတွေနဲ့ပတ်သက်ပြီးတော့မသုံးတတ်သေးတဲ့သူကဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါ Chicken Grammar အပိုင်း104ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီ from တို့ to တို့ until တို့ since for စတဲ့ဒီ preposition တွေကိုအချိန်အနေနဲ့တွဲသုံးတဲ့ပုံစံတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ငါတို့2003ခုနှစ်ကနေ2010အထိဂျပန်မှာနေခဲ့တယ်ဆိုရင် we lived in Japan from 2003 to 2010ဆိုပြီးတော့သုံးလိုက်ရုံပဲဒါဆိုစားခဲ့တဲ့အချိန်ကို from နဲ့သုံးပြီးတော့သုံးသက်ကို to နဲ့သုံးလိုက်ရုံပဲ I work from Monday to Friday ဆိုရင်ငါတင်းလာနေကနေတောက်ကြနေအထိအလုပ်လုပ်တယ်We lived in Japan from 2003 until 2010ဆိုပြီးတော့ဒီ two နေရာမှာ until ပြောင်းသုံးလဲရပါတယ်။ဒါဆိုအချိန်တစ်ခုကနေအချိန်တစ်ခုထိလုပ်တယ်လို့ကျွန်တော်တို့သုံးတဲ့အခါမှာ from နဲ့ to လေးကိုသုံးလိုက်မှဖြစ်ပါတယ်။နောက်တစ်ခုကတော့ until သူကတော့မတိုင်ခင်အထိဆိုတဲ့ပုံစံမျိုးပါ။ဥပမာ until Friday until December until 3 o'clock until I come back ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဥပမာ they are going away tomorrow.They will be away until Friday မနေ့ပြန်သူတို့ခီးထွက်ကြမယ်တောက်ကြနေအထိသူတို့ခီးမှရှိမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်တစ်ခုမှတစ်ခုအနေနဲ့ wait here until I come back ပြန်လာသည့်အထိဒီကနေစောင့်ပေးပါပေါ့ဒါဆို until ရဲ့နောက်မှာအချိန်လေးတွေသုံးလို့ရတယ်ဒါမျိုး I come back ဆိုပြီးတော့ sentence လေးလိုက်သုံးလို့လည်းရပါတယ်ဒီ until နဲ့သူကပုံစံစင်တာ till လို့လည်းပြောင်းသုံးလို့ရတယ်ဥပမာ wait here till I come back ဆိုပြီးသုံးလည်းရပါတယ်ဒီကြာချိန်ကိုမေးတာနဲ့အချိန်ကိုမေးတာနဲ့ခေါ်ချက်ချက်လေးတစ်ချက်ရှင်းပြပေးမယ် How long will you be away ဒါဆိုမင်းဘယ်လောက်ကြာခီးထွက်နေမှာလဲဒါဆို until Monday တနင်္လာနေ့အထိတနင်္လာနေ့တိုင်အောင်ခီးထွက်နေမယ်ပေါ့ဒါမှ when are you coming back ဘယ်ချိန်ပြန်လာမှာလဲဆိုရင်တော့ on Monday တနင်္လာနေ့မှာပြန်လာမယ်ပေါ့ဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ until ကိုသုံးမလား on သုံးမလားကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ sinceသူကတော့ကလေးကဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဥပမာ since Monday တနင်္လာနေ့ကလေးက since 1998 since 2:30 or since I arrived ငါရောက်ခလေးကဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်ဥပမာ Joe is in hospital he has been in hospital since Mondayဂျိုးကဆေးရုံမှာသူဆေးရုံတက်နေတာတနင်္လာနေ့ကလေးကဒါတနင်္လာနေ့ကနေခုလက်ရှိချိန်ဒီကိုပြောချင်တဲ့သဘောမျိုးဖြစ်ပါတယ်နောက်တစ်ခုက Sue and Dave have been married since 1998 Sue နဲ့ Dave ကလက်ထပ်ထားတာ1998ခုကလေးကဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် It has been raining since I arrived ငါရောက်ခရဲကမိုးရွာနေတာဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဒါဆိုကလေးကဆိုတဲ့အဓိပ္ပာယ်မျိုးဆိုရင် since ကိုသုံးလိုက်ရုံပါပဲအပေါ်မှာရှင်းပြခဲ့တဲ့၃မျိုးရဲ့ကွာခြားချက်တွေကိုနိုင်ရှင်းပြီးတော့ပြပေးပါမယ်ဥပမာ we lived in Japan from 2003 to 2010ဒါဆိုငါတို့ဂျပန်မှာ2003ကနေ2010အထိနေခဲ့တယ်ဒါဆို2010အထိနေခဲ့တယ်လို့ပဲကျွန်တော်တို့သုံးညင်နေဆိုရင် we lived in Japan until 2010ဆိုပြီးတော့သုံးလို့ရတယ်နောက်တစ်ခုက now we live in Canada we came to Canada in 2010ဒါဆိုအခုတော့ကနေဒါမှာနေတယ်ကနေဒါကိုရောက်တာ2010ကဒါဆိုခုနှစ်ကိုပြောတာဖြစ်တဲ့အတွက်အင်ကိုသုံးတယ်နောက်တစ်ခု we have lived in Canada since 2010ဒါဆို2010ကတည်းကကနေဒါမှာနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ကြာချိန်ကိုဖော်ပြမယ်ဆိုရင်တော့ကျွန်တော်တို့ for နဲ့သုံးပေးရမယ်ဥပမာJoe has been in hospital for 3 days ဆိုပြီးတော့ဒီမှာတော့ since ကိုတော့သုံးလို့မရဘူးဒါဆိုဘယ်ကနေဘယ်အထိလို့ပြောချင်ရင်တော့ကျွန်တော်တို့ from နဲ့ to ကိုသုံးမယ်နောက်ဆုံးအတိုင်းအထိဆိုတဲ့သဘောမျိုးပြောမယ်ဆိုရင်တော့ until ကိုသုံးပြီးတော့ဘယ်ကလေးကရောက်တယ်ဆိုတဲ့သဘောမျိုးပြောချင်ရင်တော့ since ကိုသုံးပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ပိုင်းအနေနဲ့ကြာချိန်တွေကိုဖော်ပြချင်ရင်တော့ for နဲ့သုံးလိုက်ရုံပဲဥပမာ for 3 days 3ရက်ကြာ for 10 years 10နှစ်ကြာfor 5 minutes 5 minutes ကြာ for a long time အချိန်ကြာပြီပေါ့နော်ဒါဆိုဥပမာ Gary stay with us for 3 days Gary ကငါတို့နဲ့3ရက်လောက်နေတယ် I'm going away for a few weeks ဒါဆိုငါတပတ်နှစ်ပတ်လောက်ခီးထွက်မယ် They've been married for 10 years သူတို့အိမ်အောင်ကြတာ10နှစ်ကြာပြီပေါ့ဒါဆိုကြာမျိုးကြာချိန်တွေကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ for တွဲပြီးသုံးပြရမှာဖြစ်ပါတယ်ဒါဆိုဒီဗီဒီယိုမှာရှင်းပြပေးခဲ့တာက from နဲ့ to
until ရယ် since ရယ် for ရယ်ဒီလေးမျိုးရဲ့ခေါ်ထားချက်တွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာနောက်တဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်